Hello အားလုံးပဲမင်္ဂလာပါစုတန်ရဲ့ channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကတော့မွေငါဟင်းအပြစ်လေးရှက်စားကြမယ်နော်အရင်ဆုံးကလပ်ပဲလေးကိုရေးစိမ်ထားပါမယ်ပြီးတော့တက်တော့အဖြူနေချင်းစပယ်လင်လေးကိုခွာထားပါမယ်တက်သားလေးတွေကိုပြုတ်ထားပါမယ်စားစနစ်နဲ့ပြီးတော့ပြုတ်ထားပါမယ်ပြီးရင်ကလပ်ပဲလေးကိုပြုတ်ထားပါမယ်အစောတက်တာတုံးလေးတွေကိုကလပ်ပဲတွေကိုခဏထည့်လိုက်ပါမယ်နူးပြီးတော့မှအနှံ့လေးမှုေးသွားအောင်လို့ပြီးလို့ရှိရင်ချင်းရဲ့စက်သွန်ဖြူရဲ့စပက်လင်းရဲ့ကိုထောင်းပါမယ်စက်သားစီတက်ဖို့အတွက်ထောင်းထားပါမယ်ပြီးရင်ကလပ်ပဲလေးကိုထောင်းပါမယ်ပြုတ်ပြီးသားကလပ်ပဲလေးကိုထောင်းပါမယ်တာလေးတွေကိုမမလေးတွေလှုပ်ထားပါမယ်ငရုတ်သီးစီတက်မှာဖြစ်ပါတယ်အရင်ဆုံးစီထည့်ပါမယ်ရောင်တမုတ်ထည့်ပါမယ်ငရုတ်သီးမုတ်ထည့်ပါမယ်ဒါမွေငါနဲ့စားလို့ရတဲ့ငရုတ်သီးလေးကိုစီတက်တာပါပကံလေးထဲမှာထည့်ထားလိုက်ပါမယ်ပြီးရင်စက်သားလေးကိုစီတက်ပါမယ်ရောင်တင်မုတ်ထည့်ပါမယ်စနေမုတ်ထည့်ပါမယ်ဆွမ်းနာထောင်းထားတဲ့စက်တော်ဖြူနေခြင်းလေးကိုထည့်ပါမယ်စသားလေးထည့်ပါမယ်ငွေငါဟင်းကိုစပြီးတော့တည်ပါတော့မယ်ပဲမော့စိမ်းလေးကိုရေးဖြော်ပြီးတော့မျိုးပေါ်တင်ထားတာပါငံပြားကြီးထည့်ပါပြီဆွမ်းနာကထောင်းထားတဲ့ကလပ်ပဲလေးတွေကိုထည့်လိုက်ပါမယ်စက်တော်နီဥလေးတွေထည့်ပါမယ်ပြီးရင်ရေငယ်ထည့်ထားပါမယ်စပက်လင်ထည့်ပါမယ်ပွက်လာပြီဆိုဆွမ်းနာစက်သားစီတတ်ထားလေးကိုထည့်လိုက်ပါတယ်မှွေပါမယ်ငယ်ဦးလေးစက်ပါတော့မယ်ဒါကတော့မုတ်ဖက်တပိတ်တာကိုဖွာထားတာပါဟင်းရည်ကိုလေးကျက်သွားပါပြီစားမဲ့ပကံထဲကိုဟင်းရည်လေးတွေထည့်ပါမယ်မွေငါးထည့်စားဖို့ဘဲဥလေးတွေရယ်နန်းနန်းပင်လေးတွေရယ်စက်တော်နီလေးတွေရယ်ကော်ဖီလေးတွေရယ်အကျော်ရယ်ကိုပကံလေးတွေထည့်ထားပါတယ်စားလို့ရပါပြီမွေငါဟင်းရဲ့အပြစ်လေးရသွားပါပြီလူတိုင်းကြိုက်ကြတဲ့မွေငါဟင်းရဲ့အပြစ်လေးရသွားပါပြီစားကြပါအောင်ရှင်အဆုံးလေးကြည့်ရှုပေးကြတဲ့အတွက်တို့တယောက်ရှင်စီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်